စကက်ချီပလေတိုနိဒန်သည်ရှေးခေတ်ဂရိဒသနိကဆရာပလေတိုရေးခဲ့သောဖီဒရကထာတိတိတကထာအိုင်အုံနကထာလက်ခီကထာခာမိတိကထာလိုင်စီကထာဂောဂျီယကထာမီနိုကထာစာပွဲတပင်ကထာသမရနိုင်ငံကထာခြေပချက်ကထာခရီတော်ကထာဖီဒိုကထာစာရန်73ဘိုးမှကောက်နှုတ်သောစာများကိုမြန်မာဘာသာပြန်လျက်1962ခုနှစ်လောက်မှစ၍မြန်မာစာဖတ်ပရိသတ်အတွက်မိတ်ဆက်သဘောအဖြစ်ဖြင့်ဝေဒါယီမဂဇင်း၌ဖော်ပြခဲ့သောစာစုဖြစ်ပါသည်ဤစာစုတွင်ခရီတော်ကထာနှင့်မီနိုကထာနှစ်ပုဒ်သည်အစအဆုံးအပြည့်အစုံဖြစ်၍ကျန်စာများသည်ကောက်နှုတ်ချက်စာများဖြစ်သည်ကောက်နှုတ်ချက်စာများကိုဖော်ပြရာတွင်စာပါအကြောင်းအရာအလိုက်တင့်တော်သောအမည်ပေး၍ဖော်ပြခဲ့ပါသည်ယခုအခါတွင်မဂဇင်းမှာကဲ့သို့စာပါအကြောင်းအရာအလိုက်အမည်ပေးထားတော်လဲစာအုပ်နှင့်လျော်သောပြုပြင်ချက်များကိုပြုရပါသည်ထို့ပြင်ပလေတို၏စာသဘောကိုကြားနာစွာနားလည်နိုင်ကြအောင်ရှေးခေတ်ဂရိနိုင်ငံနှင့်ရှေးခေတ်ဂရိလူမျိုးတို့အကြောင်းကိုဏိဒန်းအဖြစ်ဖြင့်အတန်အသင့်ဖော်ပြထားပါသည်စာဖတ်ပရိသတ်သည်ထိုဏိဒန်းကိုရှေးဥစွာဖတ်လျင်သင့်မည်ဟုထင်မြင်ပါသည်ထို့ပြင်ဤစာအုပ်၌စာ24ဘုတ်ကိုအစီအစဉ်ပြုရာတွင်ပညာရှင်များလက်ခံထားကြသောပလေတို၏ကထာစာရန်ဆိုင်ရာတက္ကရာအလိုက်စီစဉ်ထားသည်မဟုတ်ပါဆောကရတ်၏တဘာဝကိုအလွယ်တကူနားလည်စေလိုသောစေတနာဖြင့်စာပါအကြောင်းအရာလိုက်စီစဉ်ထားခြင်းဖြစ်သည်ပုံစံကဆောကရတ်၏ဝါဒနာဆိုင်ရာဖီဒရကထာနှင့်ဆောကရတ်၏ဝမ်းဆွဲဥပမာဝါဆောကရတ်နီးဆိုင်ရာတိတိတကထာတို့သည်ဤစာအုပ်တွင်အသုံးပြုထားသောအခြားကထာများကိုရေးပြီးမှပလေတိုကရေးသောကထာများဖြစ်သည်ဟုဆိုပါသည်တို့ရာတွင်ဆောကရတ်စိတ်ဝင်စားသောရေပုံရအကြောင်းအရာကို၎င်းဆောကရတ်သုံးလေးရှိသောရေပုံရတွေးခေါ်ဆင်ခြင်နည်းကို၎င်းရှေးဥစွာသိစေလိုသဖြင့်ဤစာအုပ်၌လက်ဦးဖော်ပြလိုက်ပါသည်ထို့နောက်မှသာဆောကရတ်၏အတွေးအခေါ်အလွယ်အခက်ကိုဆင်ခြင်၍စီစဉ်ပါသည်ထို့နောက်ခတ်စောစောပိုင်းကရေးသည်ဟုယူဆကြသောဖီဒိုကထာမှဆောကရတ်၏ဘဝနီကုန်းဖြင့်ပိတ်လိုက်ပါသည်ပလေတို၏စာများကိုမြန်မာပြန်ရာတွင်မူလဘာသာဖြစ်သောရှေးခေတ်ဂရိဘာသာမှမြန်မာပြန်သည်မဟုတ်ပါအင်္ဂလိပ်ဘာသာပြန်မှတစ်ဆင့်မြန်မာပြန်ခြင်းဖြစ်သည်စင်စစ်မှာမူလဘာသာမှမြန်မာပြန်ခြင်းသည်အတိအကျဆုံးအကောင်းဆုံးဖြစ်၏ဟုဆိုနိုင်ပါသည်တို့ရာတွင်မူလဘာသာကိုတတ်သည့်အထိစောင့်ရလျင်မြန်မာဘာသာသို့ပလေတို၏စာများရောက်ဖို့အရေးသည်နှေးကွေးရသည်ထို့ကြောင့်အင်္ဂလိပ်ဘာသာပြန်မှတစ်ဆင့်မြန်မာပြန်ရခြင်းဖြစ်သည်အင်္ဂလိပ်ဘာသာပြန်များသည်လည်းအလိုက်အထိုက်အတော်အတန်တိကျ၍ပလေတို၏စကားပြေအရေးအသားကိုဝါရေးဟန်ကိုအတော်အတန်ဆောင်နိုင်ကြသည်ဟုဆိုကြသဖြင့်အတန်ငယ်အားတက်မိသည်ထို့ကြောင့်ရေးဟန်အတွက်ပါမောက္ခဂျိုးဝဲ၏အင်္ဂလိပ်ဘာသာပြန်များကိုရေပုံရအားဖြင့်လက်ရင်းထားပါသည်တိကျမှုအတွက်မူအခြားသောပါမောက္ခများ၏အင်္ဂလိပ်ဘာသာပြန်များနှင့်ညှိပါသည်အထူးသဖြင့်ဂရိဘာသာတစ်ဖက်အင်္ဂလိပ်ဘာသာတစ်ဖက်ပြန်ဆိုတင်ပြထားသောစာများနှင့်ညှိပါသည်ထို့ပြင်ပါမောက္ခအေတေလာ၏ပလေတို၏အထကထာကျမ်းနှင့်လည်းရေပုံရအားဖြင့်ညှိပါသည်ဂရိအမည်နာမများကိုမြန်မာအတန်လျာတွင်အင်္ဂလိပ်အတန်ထွက် English Pronouncing Dictionary by Daniel Jones အဘိဓမ္မာကိုအခြေခံ၍မြန်မာနားနှင့်အဝင်ချောအောင်မြန်မာအာရှာနှင့်သင်အောင်မြန်မာအတန်သို့ဝဲ၍အတန်လှည့်ပါသည်ပလေတိုသည်ဥရောပယဉ်ကျေးမှုကိုတည်ထောင်ခဲ့သောရှေးခေတ်ဂရိစာရေးဆရာကြီးတဦးဖြစ်သည်ဟုဆိုကြပါသည်သူရေးသောအကြောင်းအရာသည်လူလောက၏ကံသုံးပါးအမူအရာတို့နှင့်ဆက်လျင်း၍အမှားအမှန်အကောင်းအဆိုးပြဿနာတို့ကိုဖွင့်ဆိုလမ်းပြသောဒသနိကပညာရပ်ဖြစ်သည်ရေးရာတွင်ဉာဏ်ကိစ္စတို့ကိုထင်ရှားအောင်သာမကပြတ်ဆက်ကောင်းကိုဖတ်ရသကဲ့သို့နှစ်သက်ဖွယ်ဖြစ်အောင်လည်းရေးတတ်သည်ယခုရွေးချယ်ထားသောစာများသည်လောကကိုစောင့်တတ်သောအကျင့်စရိုက်ကောင်းလောကကိုဖျက်ဆီးတတ်သောအကျင့်စရိုက်ဆိုးတို့ကိုဖွင့်ဆိုသောစာများဖြစ်ရာထိုစာများသည်ဉာဏ်ပွားရာပွားကြောင်းဖြစ်ကောင်း၏ဟုမှတ်ယူမိသည်ရုပ်စွာအဆုံးကိုယ်စိတ်ကိုကိုပြန်မြင်၍ခြေရာကောက်တက်เสียအကြောင်းရှိသည်ဟုမှတ်ယူမိသည်ဤအမှတ်အယူဖြင့်ထိုစာများကိုမြန်မာပြန်ခြင်းဖြစ်ပါသည်ထိုမြန်မာပြန်များကိုရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်ဒသနိကပါမောက္ခဦးခင်မောင်ဝင်းကဖတ်ရှုစစ်ဆေးပေးပါသဖြင့်ကျေးဇူးတင်ပါသည်အထူးသဖြင့်ခြေပချက်ကထာဆိုင်ရာကောက်နှုတ်ချက်များကို၎င်းခရီတော်နှင့်မီနိုကထာနှစ်ပုဒ်ကို၎င်းဇာပွဲတပင်ကထာဆိုင်ရာကောက်နှုတ်ချက်များကို၎င်းခာမိတိကထာဆိုင်ရာကောက်နှုတ်ချက်များကို၎င်းလက်ခီကထာဆိုင်ရာကောက်နှုတ်ချက်များကို၎င်း
ဖတ်ရှုစစ်ဆေး၍အကြံဉာဏ်ပေးပါသည်တို့ရာတွင်မြန်မာပြန်များ၌အချွတ်အချော်အတိမ်အယိမ်ရှိနေသေးပါကမြန်မာပြန်သူ၌သာတာဝန်ရှိသည်ဟုယူကြစီလိုပါသည်အဘယ်ကြောင့်ဆိုသောထိုစာမျိုးကိုဘာသာပြန်သည့်ကိစ္စ၌တထပ်ဖြင့်တန်ဆင်နိုင်ခြင်းမရှိအထက်ထပ်ဖြင့်သာတန့်ဆင်နိုင်ခြင်းရှိမည်ဖြစ်သောကြောင့်ပင်ထို့နောက်ဤစာအုပ်ဖြစ်မြောက်လာရေးအတွက်အစစအရာရာ၌စေရနာထက်ထက်တန်တန်ဖြင့်ကူညီကြသောစာရေးဆရာမင်းယူဝေနှင့်တနင်္သာရီမောင်ချစ်ဆန်တို့ကို၎င်းစိန်ပန်းမြိုင်မောင်ချစ်ဝေကို၎င်းယေရှုတင်ကြောင်းဖော်ပြလိုက်ပါသည်ဇော်ကြီး1969ခုနှစ်စက်တင်ဘာလ